နေပေါ့အဲ့လိုပေါ့သုံးသက်စေချင်နေပေါ့ ဒါဆိုရင်တချို့ main ကလေးတွေအဆွဲကြောက်ဖြစ်တာဆိုရင်ဘာဖြစ်လို့ပူးကတ်တာတွေဖြစ်ရတာလဲပေါ့နော်တချို့တွေခန္ဓာကိုယ်တုံတာတွေတချို့တွေအစာမစားတာတွေကြောင်ကြမ်းဖြစ်တာတွေအဲ့လိုဖြစ်တာဘာကြောက်လဲတကယ်ရောပူးတာကတ်တာဖြစ်ရလားပေါ့ အဲ့လိုကြတော့ဒီပယောဂကို तू ကဆွဲတဲ့အချိန်မှာ तू ကဘာကြောင့်ဒီလိုမျိုးပူးတာကတ်တာဖြစ်ရတာလဲဆိုလို့ရှိရင် तू ကပထမပြောရမယ်ဆိုလို့ရှိရင်ဒီဆေးပညာနဲ့ပြောမယ်ပေါ့နော်ဆေးပညာနဲ့ပြောမယ်ဆိုရင်ဒီလူခန္ဓာကိုယ်မှာဓာတ်၄ပါးရှိတယ်ဓာတ်၄ပါးမှာခုနကတပါးဖောက်ပြန်တယ်ပေါ့ဒီ main ကလေးတွေဆိုရင်များသောအားဖြင့်တွေးလိမမှန်ဘူးပေါ့သူနဲ့လာအမြဲတိုင်းဓမ္မတာတွေးလိဓမ္မတာမမှန်တဲ့အခါမှာ तू စိတ်ကရောက်ခဲ့တည်ဖြစ်တယ်အဲ့စိတ်ကရောက်ခဲ့ဖြစ်တဲ့အချိန်တွေမှာခုနပောက်ကွဲမှုတွေပေါ့နော်အိမ်တွင်းရေးပြဿနာတွေတချို့ဆိုလဲ main ကလေးတွေကသူချစ်တဲ့ကောင်လေးတွေနဲ့ချစ်ကြိုက်နေတဲ့အချိန်မှာမိဘကသဘောမတူတာတို့ခွဲခွာတာတို့တချို့လောက်ကြတယ်လေလောက်ကြတယ်တချို့ဆိုလဲ main ကလေးကလွတ်လွတ်လပ်သွားခြင်းလာခြင်းတဲ့အချိန်မှာမိဘကချုပ်ချယ်တဲ့ထားတာပေါ့နော်အဲ့လိုမျိုးတွေဖြစ်နေတဲ့အချိန်တိုင်းဒီ main ကလေးကပောက်ကွဲတယ်အခုနတိုက်ဆိုင်သွားတာပေါ့နော်ခုနကတော့တွေးလိမမှန်တဲ့အချိန်နဲ့ခုနကတော့ချုပ်ချယ်တဲ့အချိန်နဲ့နှစ်ခုပေါင်းပြီးတော့အဲ့ဒီမှာပောက်ကွဲသွားတဲ့အချိန်မှာ main ကလေးကဘာဖြစ်လာလဲဆိုတော့ तू ကစိတ်ဖောက်ပြန်သွားတယ်သူ့ကိုကြည့်ပူးတယ်လို့ကတ်တယ်လို့ဖြစ်သွားတယ်တကယ်ကြည့်မဆိုရင်တကယ်ပယောကပူးကတ်နေတယ်လို့မျိုးအသားတွေတုံပြီးတော့အဲ့လိုပြော